လွိုင်ကော်မြို့ကယားပြည်နယ်ရဲ့ရင်ခုန်တန်းလွိုင်ကော်ကိုရောက်တာနဲ့ပထမဆုံးမြင်တွေ့ရမှာကတော့စိမ့်ဆူနေတဲ့တောင်တန်းတွေနဲ့ကြည်လင်တဲ့ရေကန်တွေပါပဲလွိုင်ကော်ဟာကယားပြည်နယ်ရဲ့မြို့တော်ဖြစ်တာနဲ့အညီတိုင်းရင်းသားလူမျိုးစုပေါင်းစုံရဲ့ဓလေ့ရိုးရာယဉ်ကျေးမှုတွေကိုထင်ရှားစွာမြင်တွေ့နိုင်ပါတယ်အထူးခြားဆုံးကတော့လဲတိုင်ရှည်ကယန်းတို့မဟုတ်ပတောင်မျိုးသမီးများပါပဲသူတို့ရဲ့ထူးခြားတဲ့လဲပြည့်ဝတ်ဆင်မှုတွေဟာကဘာလက်ခီးသွားတွေကိုအမြဲတမ်းဆွဲဆောင်နေတဲ့အရာတစ်ခုပါသူတို့ရဲ့ကြေးရွာတွေကိုတွားရောက်လေ့လာပြီးရိုးရာယဉ်ကျေးမှုကိုထိတွေ့ခံစားနိုင်ပါတယ်ဒါအပြင်လွိုင်ကော်မြို့ပေါ်မှာရှိတဲ့ငွေတောင်စေတီကလည်းဘာသာရေးအရရောရှုခင်းအလှအရပါထင်ရှားပါတယ်စေတီပေါ်ကနေမြို့ရဲ့အလှကိုအပေါ်စီးကနေရှုစားနိုင်ပါတယ်လွိုင်ကော်ကိုရောက်ရင်ဒေတာထွက်ရိုးရာအစားအစာတွေကိုလည်းမြည်စမ်းကြည့်ဖို့မမေ့ပါနဲ့ကရားဆန်ကကရားဝက်ဦးချောင်းတို့လိုဒေတာထွက်အစားအစာတွေကတင့်ရဲ့ခီးစဉ်ကိုပိုပြီးပြည့်စုံစေပါလိမ့်မယ်စွန်စားခန်းတွေကိုနှစ်သက်တယ်ဆိုရင်တော့လွိုင်ကော်မြို့အနီးတစ်ဝိုက်မှာတောင်တက်တာဂူတွေလေ့လာတာမျိုးတွေလုပ်နိုင်ပါတယ်ကနာယဝတီထီဖောင်တောင်လိုနေရာတွေကစွန်စားလိုစိတ်ရှိသူတွေအတွက်စိတ်လှုပ်ရှားစရာကောင်းပါလိမ့်မယ်ဒီလိုတဘာဝအလှတရားတွေဓလေ့ရိုးရာယဉ်ကျေးမှုတွေနဲ့ပြည့်စုံနေတဲ့လွိုင်ကော်မြို့ကိုတင်ကိုယ်တိုင်လာရောက်လည်ပတ်ပြီးဒီမြို့ရဲ့ဆွဲဆောင်မှုတွေကိုခန်းစားကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်လွိုင်ကော်မြို့ရဲ့ရင်ခုန်တန်တွေကိုတင်ကိုယ်တိုင်နားဆင်ခန်းစားကြည့်ဖို့အသင့်ဖြစ်ပြီလားလွိုင်ကော်မြို့လေးကိုရောလွမ်းနေပြီလား